မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ဒေါက်တာဟိန်းသက်စောဖြစ်ပါတယ်မင်္ဂလာပါရှင်ကျွန်မကတော့ဒေါက်တာရွှေဆောင်ဖြစ်ပါတယ်ယနေ့ကျွန်တော်တို့တွေကထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ထိုင်းကျန်းမာရေးစောင့်ရှောက်မှု system မှာဒီဆေးရုံဆေးခန်းတွေမှာကလေးကိုယ်ဝန်ဆောင်တဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲမိဖွားတဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲအဲ့ဒါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ਨੇ ပြီးတော့မိခင်နဲ့ကလေးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုကျွန်မကမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အမေတွေကပေါ့နော်ကလေးတွေကိုမွေးပြီးရနဲ့မိခင်တို့တိုက်ကျွေးတာကိုပြုလို့ရပါမယ်မိခင်တို့တိုက်ကျွေးခြင်းမှာဆိုလို့ရှိရင်အမေရောကလေးရောအတွက်အကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်ပါတယ်ပေါ့နော်ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတော့ပထမဆုံးအနေနဲ့ကတော့ပြည့်ပြည့်စုံတဲ့အာဟာရပေါ့နော်ဟုတ်ကဲ့မိခင်တို့မှာကြတော့ကလေးရဲ့ကြီးကောင်းဖော်ပြမှုအတွက်လိုအပ်တဲ့အာဟာရတွေအကုန်လုံးပြည့်ပြည့်စုံစုံပါဝင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့တန်ရှင်းပြီးဘေးကင်းတာဖြစ်ပါတယ်မိခင်တို့ဒီသူ့ရဲ့ငကိုသဘွားကိုပိုးသက်ထားပြီးသားဖြစ်တဲ့ကြောင့်မို့လို့ကလေးတွေတန်ရှင်းစေတဲ့အစားအစာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုယ်ခံအားကောင်းစေတာပေါ့နော်မိခင်တို့ကကလေးရဲ့ကိုယ်ခံအားစနစ်တွေကိုတိစောက်ပေးပြီးတော့ကလေးဖျားနာလွယ်တာယောဂပိုးဝင်လဲတာတွေကိုကာကွယ်ပေးပါတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ဝါရှောတာကိုတက်တာစေတယ်ပေါ့နော်ဝါရှောတာဝါချုပ်တာတွေကိုတက်တာစေပါတယ်မိခင်တို့ကကြတော့ကလေးရဲ့အစာခြေပြတ်မှုစနစ်ကိုပို့ပြီးတော့လွယ်ကူစေပြီးတော့ဝါချုပ်တာတွေကိုတက်တာစေနိုင်တယ်ရော်နေစေနိုင်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုကြားစီတက်တာစေတာဖြစ်ပါတယ်မိခင်တို့တိုက်တာကကြတော့အမေတွေကကိုယ်စရာထွက်နေတဲ့နှုတ်တိုက်တာဖြစ်တဲ့ကြောင့်မို့လို့တခြားဈေးကြီးတဲ့ကုန်ကျစရိတ်တွေမရှိဘူးเนาะဝယ်စရာမလိုတော့ဘူးပေါ့နော်ပြီးတော့နောက်တစ်ချက်အမေတွေနဲ့အရေးကြီးဆုံးသတိထားမှာတော့ခလင်းငယ်လေးတွေပေါ့နော်နို့စီလေးဖြော်တိုက်တာဒါမှမဟုတ်ရှင်လည်းအမေနို့မဟုတ်တဲ့တခြားနို့တွေပေါ့အဲ့လိုနွားနို့တို့ဘာလို့တိုက်တာမျိုးတွေကိုလုံးဝမပြုလို့ရပါဘူးဟုတ်ကဲ့ဒါဆိုရင်ပေါ့နော်တချို့တွေပြောကြတယ်မိခင်တို့ပေါ့နော်အသက်6လအထိမိခင်တို့တစ်မျိုးတည်းပဲတိုက်ရမယ်ဆိုတဲ့ဟာလေးပြောကြတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆီယမ်မတေချာလေးရှင်းပြပေးပါအောင်ခင်ဗျကျွန်တော်တို့ကလေးရာဆိုရင်လို့ရှိရင်ပြောပေါ့နော်အဲ့မွေးစားကနေပြီးတော့အသက်6လထိကသူတို့အတွက်အရင်ကအရေးကြီးတဲ့ချိန်ဖြစ်ပါတယ်အဲ့အရေးကြီးတဲ့ချိန်မှာကလေးတွေအတွက်ကြီးထွားဖော်ပြမှုအတွက်လိုအပ်တဲ့အာဟာရတွေအကုန်လုံးမိခင်တို့တစ်မျိုးတည်းကနေရရှိနိုင်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အဲ့ကလေးတွေကိုမွေးကင်းစားကနေအသက်6လပထမဆို6လထိကိုမိခင်တို့တစ်မျိုးတည်းကိုပဲတိုက်ကျွေးသင့်ပါတယ်ပေါ့နော်6လပြည့်ပြီးနောက်ပိုင်းဆိုရင်တော့လည်းကလေးတွေကသူတို့ရဲ့လိုအပ်တဲ့အာဟာရလေးတွေပိုပြီးများလာတယ်။အဲ့များလာတဲ့အလျောက်သူတို့ရဲ့အသက်အရွယ်နဲ့တင့်တော်တဲ့ဖြည့်ဆွက်စာလေးတွေကိုစပြီးတော့ကျွေးမွေးပြီးတော့လေ့ကျင့်ပေးသင့်တယ်ပေါ့နော်။အဲ့ဒီမိခင်တို့တိုက်ကျွေးတာကိုအဲ့ဒီဖြည့်ဆွက်အစားအစာတွေကိုကျွေးနေရင်လည်းအတူတူပေါ့နော်ကလေးအသက်2နှစ်ဒါမှမဟုတ်လို့ရှင်လဲ2နှစ်ကျော်တဲ့အထိကိုဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့မိခင်တို့တိုက်ကျွေးခြင်းအကြောင်းတွေပြောပြီးသွားပြီဆိုတော့ပေါ့နော်မိခင်တို့မတိုက်နိုင်တဲ့အခြေအနေတွေဆိုရင်ရောကလေးအတွက်ဘာတွေလုပ်ပေးလို့ရနိုင်လဲဆရာဟုတ်ကဲ့အဲ့ဒါလည်းအရေးကြီးတာပေါ့နော်ကျွန်တော်တို့ဒီမိခင်တို့တိုက်ဖို့အစိမ်မပြေတဲ့မိခင်တွေနိုးမထွက်တဲ့မိခင်တွေဆိုရင်ဒီ formula နိုးမှုတ်ကိုကလေးအတွက်ထုတ်ထားတဲ့ formula နိုးမှုတ်ကိုတိုက်ပေးလို့ရတာပေါ့နော်ဒီကျွန်တော်တို့ formula နိုးမှုတ်ဆိုတာကဒီလူကြီးနိုးမှုတ်တွေနဲ့မတူဘူးကလေးအတွက်တေချာထုတ်ပေးထားတဲ့ဒီကလေးအတွက်အာဟာရပြည့်ဝတဲ့အရေးသေးပြည့်ဝတဲ့နိုးမှုတ်ဖြစ်အောင်ပေါ့နော်အရေးကြီးရနံပါတ်1ချက်နံပါတ်2ချက်ကကြတော့အဲ့နိုးမှုတ်တွေကဒီစိတ်ချရတဲ့ brand ဖြစ်ဖို့လို့ပေါ့နော်နာမည်ရှိတဲ့စိတ်ချရတဲ့ brand တွေကိုဝယ်ပြီးတော့ဒါကလေးအတွက်ဒါ formula နိုးမှုတ်ဆိုနဲ့တိုက်ကျွေးတင်တယ်နောက်ဆုံးအချက်ကကြတော့ဒီဘလို့ပဲကောင်းတဲ့ brand ပဲဝယ်ပေါ့နော်သူ့ရဲ့အညွှန်းမှာပါတဲ့ဒီအညွှန်းအတိုင်းတေချာဖြော်ရမယ်နောက်ပြီးတော့ဒီကျန်းမာရေးအတွက်တေချာတက်တန့်ရှင်းပေါ့နော်တို့ဖြော်တဲ့ဘူးတွေဘာတွေကအစားတေချာရင်းနဲ့စီးတာတော့တေချာလုပ်ပြီးတော့ဖြော်ပြီးတိုက်ကျွေးမှဒါဒီကျန်းမာတဲ့ဒီဖြည့်ဆွက်ပေါ့နော်မိခင်တို့အစားထိုးတိုက်တဲ့အာဟာရနိုးမှုတ်လိုမျိုးဖြစ်မှာပေါ့နော်အဲ့ဒါမျိုးတတိထားတင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကပေါ့နော်အသက်6လမတိုင်ခင်မှာဆိုရင်ကလေးရဲ့ဒီအစာချေတဲ့ဦးလန်းချောင်းတွေကတိတ်ပြီးတော့မဖွင့်ပြိုသေးဘူးအဲ့ဒီခါကျတော့ခုနလိုမျိုးဒီအစာအခဲတွေကိုတိတ်ပြီးတော့မချေနိုင်ဘူးအဲ့ဒါတွေကိုမကြွေးတင်ဘူးပေါ့နော်အဲ့လို6လမပြည့်ခင်မှာဆိုမိခင်တို့တမျိုးတွေကိုဒါကြောင့်တိုက်ခိုင်းတာမိခင်တို့မှာလိုအပ်တဲ့အစာအာဟာရတွေအကုန်ပါပြီးသားပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအသက်6လမပြည့်ခင်မှာကျွန်တော်တို့ဒီခုနပြောတဲ့အစာအခဲတွေကိုကြွေးလိုက်မယ်ဥပမာပြန်ပြောသေးလို့ပါဘူးထမင်းနဲ့ဒီလိုနေပြီးတော့ကြွေးလိုက်တယ်ပေါ့နော်ကြွေးလိုက်တယ်ဆိုရင်အစာဦးလန်းချောင်းမှာပိတ်တဲ့ယောဂဦးပိတ်တဲ့ယောဂဖြစ်တတ်တယ်ပေါ့နော်တို့ကဒီဦးလန်းချောင်းကတေချာစွာဒီအစာကိုမဆုံးထုတ်နိုင်တဲ့အတွက်ကြောင့်ဦးလန်းချောင်းမှာပိတ်တာအဲ့ဒါနေပြီးတော့ဆိုးလာတယ်ဆိုဦးလန်းချောင်းပိတ်တာနေပြီးတော့ပေါက်ထွက်သွားတာပေါ့နော်အဲ့လိုပေါက်ထွက်သွားတဲ့အထိဖြစ်နိုင်တယ်အဲ့ဒါအရန်အရေးကြီးတယ်ပေါ့နော်အန်ဒီကြီးတယ်အဲ့ဒါကြောင့်နောက်ချက်ကကြတော့ဒီကိုခံအားကျဆင်းတာပေါ့နော်မိခင်တို့မှာခုနပြောဒေတာကိုကာကွယ်နိုင်တဲ့ကိုခံအားတွေမိခင်တို့ကဒေတာကို
ရရှိတာပေါ့နော်အဓိကအသက်6လမပြည့်ခင်မှာအဲ့တော့မိခင်တို့မှာတိုက်တဲ့အတွက်ကြောင့်အဲ့ဒီကိုယ်ခံအားဒီကြားတဲ့ဟာတွေဖြစ်တယ်ပေါ့နော်အဲ့ဒီခုနအစားအစာတွေကိုကျွေးတဲ့အခါကြရင်ပေါ့နော်နောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီအလိုအပ်တဲ့အာဟာရတွေလည်းမပြည့်ဝတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်တို့ပြောလို့မိခင်နို့ကဒီဒါလင်းအသက်6လမတိုင်ခင်ကလေးမှာဆိုရင်ဒီလိုအပ်တဲ့အာဟာရတွေကိုအပြည့်အဝပေးနိုင်တာပေါ့နော်။ကျွန်တော်တို့အသက်6လမတိုင်ခင်မှာဒီအစားအသောက်တွေကိုကျွေးတဲ့အခါကျရင်ကလေးအတွက်လိုအပ်တဲ့အာဟာရတွေပြည့်တဲ့ကလေးမှာအာဟာရချို့တဲ့တာတို့နောက်ကလေးရဲ့ကြီးထောင်မှုပြုမှုနောက်ကျတာတို့ဖြစ်နိုင်တယ်။နောက်ဆုံးအနေနဲ့တိတာတာတော့ကျွန်တော်တို့ဒီကလေးကိုအဲ့လိုအစာအခဲတွေပါကျွေးလိုက်တယ်ဆိုရင်ကလေးအစာမကြေလို့ဘိုက်ကယ်တာလေထိုးတာလေအောက်တာမအီမတာဖြစ်တာတွေလည်းဖြစ်စေနိုင်တယ်ပေါ့နော်။အဲအကြောင်းဒီအသက်6လမတိုင်ခင်မှာမိခင်တို့တစ်မျိုးတည်းကတိုက်ကျွေးတင်တယ်လို့ဒါကျွန်တော်တို့ကအကြံပြုတာပါကွာ။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဒါဆိုရင်ကျွန်တော်တို့ဒီကလေးမွေးဖွားခြင်းတွေမွေးစင်းတွေအကြောင်းပြောပြပါပြီပေါ့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမွေးပြီးတဲ့နောက်ကလေးတွေကိုကာကွယ်ဆေးထိုးတဲ့အကြောင်းပတ်သက်ပြီးတော့ပြောရအောင်ပေါ့နော်ကလေးတွေကိုကာကွယ်ဆေးထိုးဖို့အတွက်ဘာကြောင့်အရေးကြီးလဲခင်ဗျဟုတ်ကဲ့ကလေးတွေကိုပေါ့နော်မွေးစားနေပြီးတော့ကလေးအသက်6နှစ်ထိလိုအပ်တဲ့အခြေခံကာကွယ်ဆေးတွေအကုန်လုံးကိုမဖြစ်မနေထိုးပေးရပါမယ်ကာကွယ်ဆေးထိုးတာရေးကြီးလားဆိုတော့ရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကာကွယ်ဆေးတွေကကလေးတွေကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ယောဂကြီးတွေနဲ့ကာကွယ်ပေးရပေါ့နော်အဲ့ဒါပြင်မှာပဲကလေးတွေရဲ့ကြီးထွားဖို့ပြုမှုတွေကိုထိခိုက်စေနိုင်တဲ့ဖျားနာမှုတွေကနေလည်းကာကွယ်ပေးပါတယ်အားကြောင့်ကာကွယ်ဆေးမထိုးရင်ရောအန္တရာယ်ရှိလားဆိုတော့အန္တရာယ်ရှိတာပေါ့ရှင်အန္တရာယ်ရှိပါတယ်ဘာလို့လဲဆိုတော့ကာကွယ်ဆေးမထိုးလို့ရှိရင်ကလေးတွေကဖျားနာလွယ်မယ်ယောဂပိုးတွေဝင်လွယ်မယ်ပြီးလို့ရှိရင်ပိုဆိုးလို့ရှိရင်ကလေးရဲ့ကြီးထွားဖို့ပြုမှုတွေကိုထိခိုက်စေတဲ့ယောဂတွေဖြစ်ပြီးတော့မတန်မဆွဲကလေးထိတောင်ဖြစ်စေနိုင်ပါတယ်အားကြောင့်မို့လို့ကိုယ်ကလေးကိုကြမ်းကြမ်းမာဖြစ်နေစေဖို့ကမိခင်တိုင်းဒီကလေးတိုင်းကိုကာကွယ်ဆေးတိုင်းကိုမလွတ်အောင်ထိုးပေးရမယ်ပေါ့နော်ကာကွယ်ဆေးတိုင်းထိုးပေးရပါမယ်သူ့ရဲ့ကာကွယ်ဆေးကသူ့ရဲချင်းလေးရှိတယ်ပေါ့နော်အဲ့သူချင်းထားတဲ့ရဲချေးတွေကိုဘယ်ရဲချေးကိုမှလောက်ခံလို့မရပါဘူး